ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်လူထုချစ်ပြုဗဟိုဌာနဗဟန်း Community Center ခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာဝါသနာရှင်အသင်းနှင့်ကမာရွတ်ခရိုင်အမျိုးသမီးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သောအခြေခံကွန်ပျူတာသင်တန်းနှင့်ပကြီးသင်တန်းကိုယခုလ6ရက်နေ့နက်9:00 နာရီအချိန်ကဖွင့်လှစ်ခဲ့ကြောင်းသိရပါသည်။အဆိုပါအခမ်းအနားတွင်ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြင့်ဝေကအဖွဲ့မှစကားပြောကြားခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာဝါသနာရှင်များအသင်းဥက္ကဋ္ဌဦးထေးလင်းကတင်ကြားပို့ချပေးမည့်ကွန်ပျူတာဘာသာရပ်နှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကတင်နန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါတယ်။ထို့နောက်ကွန်ပျူတာဝါသနာရှင်များအသင်းဥက္ကဋ္ဌဦးထေးလင်းနှင့်အဖွဲ့ကတင်နန်းသူတင်နန်းသား30ဦးအားကွန်ပျူတာဘာသာရပ်ကို၎င်းပကြီးဆရာချစ်ဝင်းအောင်ကတင်နန်းသူတင်နန်းသား30အားပကြီးရေးဆွဲနည်းဘာသာရပ်ကို၎င်းပို့ချပေးခဲ့ကြောင်းသိရပါတယ်။အဆိုပါအခြေခံကွန်ပျူတာသင်တန်းနှင့်ပကြီးသင်တန်းကို6ရက်3လ2026မှာ8ရက်4လ2026ရက်နေ့အထိနနက်10:00 နာရီမှ12:00 နာရီအထိတလကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရပါတယ်။ဒီသတင်းကိုရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်းရုံးမှပေးပို့တာဖြစ်ပါတယ်ရှင်။